Okay, Mr. Alo Mingala. Laban come and tell Sima Alo Bella Jozo Bare. Germania or free world in it, or England Championship. Blood bandit, or Shabby One Street Boys and Ma, Shabby One Street Boy in a Coambo, should be given. To do not be a load, or body up your Quabio, Coambo, be on Evan. Out the Nina Malet, or free world boy go, Mr. Joshi would now be the one people. At a free world Johnny Biogama.ကျွန်တော်မင်းညာကကျွန်တော်ရှိပါတယ်ဒီဝက်ကောင်ယူစားမစ်ဆွေများအတွက်နိုင်ပြီးပွဲကိုကျွန်တော်အာဆင်နယ်ဘော်ဒီယူပေးခဲ့ပါတယ်ဒီလိုစီနဲ့ပြီးခဲ့လို့နိုင်ပြီးပွဲပြီးအောင်ခဲ့တယ်နောက်တစ်ခါကျွန်တော်တို့ The G Fighter ညီကိုများအတွက်ပွဲကြရင်ပြန်ပြီးရော်ပေးရော်စားပွဲကိုကျွန်တော်အင်တာဘော်ဒီယူပေးခဲ့တယ်အင်တာ2နဲ့နိုင်ခဲ့လို့ကျွန်တော်မင်းညာရတဲ့ရော်စားပွဲလည်းအပြီးအောင်ခဲ့ပါတယ်အဲဒီနေ့ညမှာဆိုရင်လည်းဒီ Champions League နှစ်ပွဲပေါ့နော်ဘာစီနဲ့တောင်မပွဲပြည့်ချင်တဲ့ Aston Villa ပွဲဒီပွဲစဉ်နှစ်ပွဲရနေပြီးတော့ကျွန်တော်ရှိမှဒီဝက်ကောင်ယူစားခြင်းနဲ့မစ်ဆွေများအတွက်နိုင်ပြီးပွဲရှိတယ်နောက်တစ်ခါကျွန်တော် The G Fighter ညီကိုများအတွက်ပွဲကြရင်ပြန်ပြီးရော်စားပွဲရှိပါတယ်။ဒါကြောင့်မလို့ဒီနေ့ညမှာဒီရော်စားပွဲနဲ့နိုင်ပြီးပွဲကစားခြင်းတဲ့မိတ်ဆွေညီကိုများအနေနဲ့ Viber number 3998959639ကိုဆက်သွယ်လို့ရပါတယ်။အဲဒီနေ့ညအတွက်ကျွန်တော်ရွေးချယ်ပြ free ပွဲလေးကတော့ကျွန်တော်တို့အင်္ဂလန် Championship ကကျွန်တော်တို့ဒီ Coventry နဲ့ Portsmouth ပွဲစဉ်ပေါ့နော်။ဒီပွဲစဉ်မှာရှိပေါက်ကြီးက Coventry က130အနိုင်ကိုပေါင်းကြီးက380စားပေါ့နော်။ပထမကြောကတော့ဒီ Portsmouth ကွင်းမှာတော့ Portsmouth 4-1နိုင်ခဲ့တယ်ပေါ့နော်ဒီပြကြောမှာတော့ဒီ Coventry ကွင်းမှာတော့နှစ်သင်းပေါင်းတွင်းကိုက3ဂိုးမကျော်လို့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ Coventry နဲ့လည်းရမယ့်လိုချက်ရှိတယ်Portsmouth ကတော့တက်ဆင်းစုံနဲ့3မှတ်ပဲကွာပေါ့နော်ဒီပွဲမှာနှစ်သင်းလုံးကအမှတ်လိုချက်ကိုရှိရနေစားဖြစ်ကြမလို့ကျွန်တော်ဒီပွဲစဉ်မှာတော့တသင်းနဲ့တသင်းအမောက်ဆောက်ပြီးကစားမယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်အဲကြောင့်မို့ဒီပွဲစဉ်မှာ Coventry နိုင်သွားလဲ 1-0 ပေါ့နောက်လည်း CC 1-1အဲ့လောက်ပဲနှစ်သင်းပေါင်း3ဂိုးပြည့်ဘူးလို့ကျွန်တော်ကတော့ယူဆပြီးတော့ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောက်လေးရွေးပေးလိုက်ပါတယ်အဲ့တော့မစ်ဆူလိုနေနဲ့ဒီညမှာရွေးချယ်ပေးတဲ့ free wheel လေးကိုလိုက်ကစားမယ်ဆိုရင်မစ်ဆူလိုအတွက်တေချာပေါက်အကျိုးရှိပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီရက်ပိုင်းထဲမှာကျွန်တော်ရွေးချယ်ပေးတဲ့ free wheel တွေကစနေနေ့ကစပြီးတော့ဒီနေ့ထိမစ်ဆူလိုအတွက်အကျိုးရှိစေခဲ့ပါတယ်အဲကြောင့်ဒီနေ့ညမှာလည်းကျွန်တော်ရွေးချယ်ပေးတဲ့ free wheel လေးကိုစိတ်ချလိုက်ကစားပါလို့ကျွန်တော်ထပ်ပြီးကြံပြုခဲ့ပါတယ်အဲ့တော့တခြားပုံစံ comment ချက်တွေကိုတော့ကျွန်တော်အနိကအနေနဲ့အကြိုက်ရှိရဆိုရင်ပုံမှန်တိုင်းပဲကျွန်တော်ရဲ့ Telegram channel မှာအခမဲ့အမြောက်ပေးထားပါမယ်။အဲကြောင့်မလို့ Telegram channel ကိုမ join ရသေးတဲ့မိတ်ဆွေများအနေနဲ့လည်း channel လေးကို join ပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်။အဲ့တော့ video လေးကိုစောင့်ကြည့်ပေးတဲ့ tuition တက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။ channel လေးဒုတိယညမှာလည်းလောဘကြီးမိတ်ဆွေကြီးကိုများဆက်လက်ပြီးတော့ကြိုင်အောင်ကြပါစေ။လောင်းတဲ့ပွဲတိုင်းလည်းအောင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်။